နှစ်ကူးပြီးစနှစ်ဥကာလအခါသမယမှာမြန်မာနိုင်ငံတော်သူနိုင်ငံသားများနဲ့တကွကဘာသူကဘာသားတ attva အားလုံးကောင်းကျိုးချမ်းသာမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ရှေးဥစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်နှစ်ကူးပြီးစနှစ်ဥကာလအခါမှာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားတော်များတဲ့ကနေ့စဉ်ဘဝမှာအစဉ်တပြေလိုက်နာကျင့်သုံးပြီးတော့ချမ်းသာဒုက္ခတွေရရှိဖို့ရန်အတွက်ဟောကြားထားတဲ့သုတ္တံများကိုရွေးချယ်ပြီးတော့ဒီကနေ့နေဥကာလဓမ္မလက်ဆောင်တရားကိုဟောကြားမှာဖြစ်ပါတယ်လောကရှိလူသားတွေအားလုံးဟာနှစ်ဟောင်းကုန်တိုင်းနှစ်သစ်ကိုကြိုဆိုကြပြီးနှစ်သစ်မင်္ဂလာအခါသမယမှာကောင်းကျိုးချမ်းသာတွေကိုမျှော်လင့်တောင်းတကြတာဓမ္မတာတစ်ခုလိုဖြစ်နေပါတယ်မြည်သည့်လူမျိုးပဲဖြစ်ဖြစ်နှစ်ဥကာလအခါသမယမှာကောင်းကျိုးချမ်းသာတွေရကြပါစေကောင်းကျိုးချမ်းသာမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့တူဆုမွန်ကောင်းချွေပြီးတော့ရောက်ရှိလာမဲ့နှစ်သစ်အခါသမယမှာစီဝါရေးပညာရေးလူမှုရေးမိမိတို့ဘဝနေထိုင်ရေးတွေအားလုံးအဆင်တပြေဖြစ်ဖို့ရာအတွက်မျှော်လင့်ခြင်းကြီးစွာရှိကြပါတယ်လူသားတိုင်းအားလုံးဟာတညီတည်းသောတစ်ခုတည်းသောဆန္ဒကတော့လူသားတွေဟာဒုက္ခကာမချမ်းသာခြင်းကြတယ်ဒုက္ခပฏิကူလဆင်းရဲဒုက္ခကိုယွံမုန်းကြတယ်ချမ်းသာဖို့နိလန်းအမျိုးမျိုးကိုရှာကြံပြီးတော့ချမ်းသာဒုက္ခရရှိရေးအတွက်ကျိုးပန်းအားထုတ်နေကြတာဖြစ်ပါတယ်သို့တော်လည်းချမ်းသာဒုက္ခကိုဆိုင်ရာစစ်မှန်တဲ့အကြောင်းတရားကသာပေးနိုင်တာဖြစ်လို့အချို့သောအကြောင်းတရားများဟာချမ်းသာဒုက္ခကိုမပေးနိုင်ဘူးမပေးနိုင်တဲ့အကြောင်းတရားများကိုလက်ခံကျင့်သုံးနေမယ်ဆိုလို့ရှိရင်မိမိတို့မျှော်မှန်းတဲ့ချမ်းသာဒုက္ခကိုမရရှိဘဲနဲ့ဒုက္ခတွေပင်လယ်ဝေကြရတာတတ္တဝါတွေရဲ့အခြေအနေဒီလိုရှိပါတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကချမ်းသာဒုက္ခတရားခြင်းတဲ့ပုဂ္ဂိုလ်တွေတကယ်စစ်မှန်တဲ့ချမ်းသာဒုက္ခကိုပေးနိုင်တဲ့အကြောင်းတရားများကိုအရင်ကြထိုသုတ်တန်တွေမှာဟောပြောထားတာရှိပါတယ်စီးပွားချမ်းသာခြင်းကြတာဟာလူတိုင်းရဲ့မျှော်လင့်ချက်တစ်ခုပါတဲ့သို့တော့ထိုမျှော်လင့်ချက်အတိုင်းလူတိုင်းရသလားဆိုတော့မရနိုင်ဘူးတဲ့ဘာကြောင့်မရနိုင်တာတုံးဆိုတော့မှန်ကန်တဲ့အကြောင်းမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာမလျှောက်နိုင်လို့ပါပဲဘာကြောင့်စီးပွားချမ်းသာတိုးတက်နိုင်တယ်ဆိုတဲ့မှန်ကန်တဲ့အကြောင်းတရားကိုလူတိုင်းရှာတွေ့ဖို့ရခက်ပါတယ်နောက်ဆန္ဒတစ်ခုကလူလောကမှာဂုဏ်ရှိတရေရှိနာမည်ကျော်ကြားတဲ့ပုဂ္ဂိုလ်ဖြစ်ခြင်းတယ်ဒါလည်းလူတွေရဲ့စီးပွားဥစ္စာရှိပြီးတဲ့နောက်မှာမျှော်လင့်ချက်တစ်ခုပါပဲထပ်ပိုးလာတဲ့မျှော်လင့်ချက်တစ်ခုအဲ့ဒီမျှော်လင့်ချက်ဟာလူတိုင်းမျှော်လင့်တဲ့အတိုင်းဖြစ်သလားဆိုမဖြစ်နိုင်ဘူးအမတန်ဖြစ်ခဲတဲ့အရာတစ်ခုဖြစ်ပါတယ်